မိုးဆက်တွေကြားကကော်ဖီတစ်ခွက်ဇက်ကောင်များထက်မြက်အလုတ်အင်မတန်စူးစမ်းပြီးစိတ်ခံစားမှုကိုအပြည့်မထုတ်တတ်တဲ့ဗိတုကာပညာရှင်တဦးနှင်းနူးညံ့ပြီးတပားသူကိုဂယုစိုက်တတ်တဲ့ပကြီးဆရာမလေးတဦးဇလန်းအချင်းထက်မြက်နဲ့နှင်းတို့လက်ထပ်ပြီးတာ3 နှစ်ရှိပါပြီအစပိုင်းမှာအရာရာဟာစိတ်လှုပ်ရှားစရာကောင်းခဲ့ပေမဲ့အချိန်ကြာလာတာနဲ့အမျှအလုပ်တွေရှုပ်တာဝန်တွေပြီးလာတော့သူတို့ကြားမှာစကားပြောတာထက်ဖုန်းကြည့်နေတဲ့အချိန်တွေကပိုများလာပါတယ်။တနေ့ညနေမှာထက်မြက်အလုပ်ကနေအင်မတန်ပင်ပန်းပြီးပြန်လာခဲ့တယ်။ project တစ်ခုအဆင်မပြေဖြစ်လာလို့စိတ်တိုနေတဲ့အပြင်မိုးကလည်းတဲတဲမဲမဲရွာနေပါတယ်။အိမ်ပြန်ရောက်တော့ဧခန်းထဲမှာနှင်းကပကြီးဆွဲနေတာကိုမြင်တော့ဘာလို့အိမ်ကိုအမြဲတမ်းရှုပ်ပွနေအောင်ထားတာလဲဆိုပြီးမစီမဆိုင်ဒေါသပုံချမိလိုက်တယ်။နှင်းကဘာမှပြန်မပြောဘဲစုတ်တံကိုချလိုက်ပြီးမီးဖိုချောင်ထဲဝင်သွားတယ်။ထက်မြက်လည်းသူ့ဘာသာနောင်တရသလိုဖြစ်သွားပေမဲ့မာနကြောင့်တောင်းပန်ဖို့ဝင်လေးနေခဲ့တာပေါ့။ခဏနေတော့နှင်းကထက်မြက်အကြိုက်ဆုံးကော်ဖီပူပူလေးတစ်ခွက်နဲ့သူတို့နှစ်ယောက်အမြဲစားနေကြမုန့်လေးကိုယူလာပေးတယ်။ပြီးတော့ထက်မြက်ရဲ့ပခုံးပေါ်ကိုလက်ကလေးတင်ပြီးခတ်တိုးတိုးလေးပြောလိုက်တယ်။ဒီနေ့အရန်ပင်ပန်းခဲ့တယ်မလား။ကော်ဖီလေးအရင်တောက်လိုက်အောင်နော်။ထက်မြက်ဟာနှင်းရဲ့မျက်လုံးတွေကိုကြည့်လိုက်တဲ့အခါဒေါသတွေအကုန်ပျော်ကျသွားတယ်။ relationship တစ်ခုမှာအရေးကြီးဆုံးကငါ့ကိုနားလည်ပေးမဲ့သူတယောက်ရှိနေတယ်ဆိုတဲ့ခံစားချက်ပဲဆိုတာသူနားလည်သွားပါတယ်။သူကနှင်းရဲ့လက်ကိုတင်းတင်းလေးဆုပ်ကင်လိုက်ပြီးကိုစိတ်တူသွားတာတောင်းပန်ပါတယ်လို့ပြောလိုက်တဲ့အခါအခန်းထဲကလေထုဟာပြန်လည်နှွေးထွေးသွားပါတော့တယ်။ဒီဇလန်းလေးကပေးတဲ့သင်ခန်းစာ relationship တစ်ခုခိုင်မြဲဖို့အတွက်တီးခံခြင်းဒေါသထွက်နေတဲ့အချိန်မှာတစ်ဖက်လူကလိုက်မပေါက်ကွဲပဲအေးအေးဆေးဆေးတုံ့ပြန်တာဟာအကောင်းဆုံးလက်နက်ပါနားလည်မှုစကားလုံးတွေအများကြီးမလိုပဲတစ်ဖက်လူရဲ့ပင်ပန်းမှုကိုခံစားပေးနိုင်တာဟာတကယ်အချစ်ပါဝန်ခံခြင်းကိုမှားရင်မှားကြောင်းဝန်ခံတတ်တာကအရှုံးပေးတာမဟုတ်ပဲဆက်ဆံရေးကိုတန်ဖိုးထားတာပဲဖြစ်ပါတယ်